ပြီးခဲ့တဲ့ဘိုင်းမှာ Wednesday ကိုတတ်ဖို့ကြိုးစားခဲ့တဲ့ Rowan ကိုဘဲကမှမသိရောက်လာတဲ့သတ္တဝါကြီးတစ်ကောင်ကပြန်သက်သွားပါတယ်။ရဲတွေကတောထဲမှာ Rowan အလောင်းကိုလိုက်ရှာပေမဲ့သွေးစားတစ်စားတောင်ရှာမတွေ့တာကြောင့် Nevermore ကျောင်းကိုသွားပါတယ်။ရဲမှုက Wednesday ကိုမယုံကြည်သလိုလူသက်သမားဆိုတဲ့သတ္တဝါကြီးကလည်းကျောင်းကတယောက်ယောက်လို့ထင်နေပါတယ်။ Wednesday ကအဖြစ်အပျက်တွေအကုန်လုံးကိုပြောပြပေမဲ့ရဲမှုကတော့မယုံသင်္ကာနဲ့ဝုံဝုံမဟုတ်တာတေချာလားလို့ပြန်ပြီးတော့ Wednesday ကဝုံဝုံတွေနဲ့အတူဆောင်းခိုးဘူးလို့ကြွားချချက်ကိုသိတယ်လို့ပြန်ဖြေလိုက်ပါတယ်။ပြီးတော့ Rowan ကိုတယောက်ယောက်ကရည်ရွယ်ချက်နဲ့အလောင်းဖြောက်သွားတာအသေးအချာပဲလို့ပြောပါတယ်။ရဲမှုက Wednesday ကိုမယုံချင်ပေမဲ့သတ္တဝါဆိုးကြီးတစ်ကောင်ရှိနေတယ်ဆိုတာကိုတော့သူကိုယ်တိုင်လည်းသိနေပါတယ်။အဲ့ချိန်မဲ့ Rowan ကအသက်ရှင်လျက်ပြန်ရောက်လာပါတယ်။ Rowan သေးတာကိုကိုယ်တိုင်မြင်ခဲ့တဲ့ Wednesday ကဒါဟာ Rowan မဟုတ်မှန်းသိနေပေမဲ့တခြားသူတွေအတွက်တော့ Wednesday ကမဟုတ်တာတွေရှောက်ပြောတဲ့အယူတယောက်ဖြစ်သွားပါတယ်။နောက်နေ့မှာစိတ်ကူတုံးဆရာဝန်နဲ့လူသတ်မှုကိုမမြင်ပဲမြင်တယ်လို့ပြောခဲ့တဲ့အကြောင်းကိုပါဆွေးနွေးရပါတယ်။လူမှုရေးခေါင်းပါတဲ့ Wednesday ကတော့မချေမငံတွေကြီးပြောနေပါတယ်။ဒါပေမဲ့ထွက်ပြေးဖို့မကြိုးစားတော့ပဲအချိန်ပြေးတဲ့အထိစကားပြောနေလိုက်ပါတယ်။အပြင်ပြတ်ထွက်လာတော့တိုင်လာနဲ့တွေ့ပြီးသူကလည်း Wednesday လိုပဲစိတ်ကူတုံးဆရာဝန်နဲ့ဆွေးနွေးနေရတာဖြစ်ပါတယ်။မင်းညဖြစ်သွားတဲ့အဖြစ်အပျက်မှာသူက Wednesday ကိုရှုံတယ်လို့ပြောပြီးထွက်သွားပါတယ်။နောက်တစ်ပတ်ကျောင်းမှာလှေပြိုင်ပွဲရှိလို့အီနစ်တို့ကပြိုင်ပွဲဝင်လောင်းလှေကိုပြင်ဆင်နေကြပါတယ်။နှစ်တိုင်းဘီယန်ကာတို့အသင်းကပဲနိုင်နေတာကြောင့်အီနစ်ကဒီနှစ်မှာတော့သူနိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်နဲ့ကြိုးစားနေပါတယ်။အဲ့ချိန်မှာ Wednesday ရောက်လာပြီးကျောင်းရဲ့အတင်းအဖျင်းဘယင်မှာအီနစ်ကို Rowan နဲ့ပတ်သက်ပြီးဘာသိထားလဲလို့မေးပါတယ်။အီနစ်လိုလူမျိုးကတော့ Rowan ကကျောင်းတောင်းတကူတဲ့သမားဖြစ်တယ်ဆိုတာလောက်ပဲသိပါတယ်။ပိုပြီးသိချင်ရင်တော့သူ့အခန်းပေါ်ဇေဗီယာကိုဖုန်းဆက်မေးကြည့်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့နီးပညာတွေကိုမုံလို့ဖုန်းတော်မကင်တဲ့ Wednesday က Rowan ကြံခဲ့တဲ့ပုံကိုပဲကြည့်နေပါတယ်။ပကြီးကားရဲ့ထိပ်မှာထူးဆန်းတဲ့ပုံတစ်ပုံကိုတွေ့လို့ Rowan ကိုမေးဖို့သွားတော့ကျောင်းအုပ်က Rowan ကိုကျောင်းထုတ်လိုက်ပြီလို့ပြောပါတယ်။ Wednesday အမေလည်းသူ့အရွယ်မှာစိတ်ဆွမ်းအားတွေရှားခဲ့တာကြောင့်သူ့မှာစိတ်ဆွမ်းအားတွေရှိတာကိုလည်းကျောင်းအုပ်ကသိနေပါတယ်။ Wednesday ကဘာမှထပ်မပြောတော့ပဲထွက်သွားဖို့လို့တော့ကျောင်းအုပ်ကသူ့ကိုတယောက်တည်းကွဲထွက်မနေပဲဝါသနာပါတဲ့အသင်းတစ်ခုတည်းဝင်ဖို့ပြောပါတယ်။သူဘာလုပ်လဲဆိုတာမပြတ်စောင့်ကြည့်ခံနေရတာကြောင့် Wednesday လည်းသူနဲ့တင့်တော်မဲ့အသင်းတစ်ခုကိုရွေးပါတယ်။ Rowan ကိုစောင့်ကြည့်ဖို့အတွက်တော့တင်းကိုတောင်းဝင်ပေးထားလိုက်ပါတယ်။အရင်ဆုံးဘီယန်ကာရဲ့တချင်းဆိုအဖွဲ့ထဲသွားတော့ဘီယန်ကာကသူ့ကိုဆရာမကြီးလုပ်ပါတယ်။နှစ်ချိန်အကျော်မခံနိုင်တဲ့ Wednesday ကခွေးတွေပဲကြားရတဲ့ချိန်နှုန်းနဲ့မှန်တွေကွဲအောင်တချင်းဆိုပြခဲ့ပြီးနောက်တစ်ဖွဲ့စီသွားပါတယ်။မြပြည့်အဖွဲ့ကိုရောက်တော့ဇေဗီယာတော့ကပြစ်မှတ်ကိုတောင်မထီတဲ့မြပြည့်နီးတင်ပေးပါတယ်။အကုန်တိအကုန်တက် Wednesday ကတော့အကွက်ဆန်းတစ်ခွက်ပြန်ပြခဲ့ပြီးအပလာအသင်းကနေထွက်လာခဲ့လိုက်ပါတယ်။အဖွဲ့ဝင်ဆိုလို့အသင်းဥက္ကဋ္ဌယူချင်းတယောက်ပဲရှိတဲ့ပြားမွေးမြူရေးအဖွဲ့ကိုရောက်တော့ပြားတွေနဲ့နည်းနည်းလေးတောင်မရင်းနှီးတဲ့ Wednesday ကစိတ်ဝင်စားသွားပါတယ်။ပြားတွေကိုလေ့လာနေတော့တင်းက Rowan ကိုတွေ့ပြီလို့လာပြောတာကြောင့် Wednesday လည်းအသေးအတန်ထွက်သွားပါတယ်။ Rowan ကိုတွေ့တော့မင်းညကအဖြစ်အပျက်တွေကိုပြန်မေးပါတယ်။ဒါပေမဲ့ Rowan ကဘာမှမဖြစ်ခဲ့တယ်လို့မျိုးဘာမှအဖြစ်မပေးပဲထွက်သွားပါတယ်။တင်းကိုသူ့ကားနောက်လိုက်ကြည့်ခိုင်းတော့ Rowan ကနောက်လူတယောက်အဖြစ်ပုံစံပြောင်းသွားပါတယ်။တကယ်တော့ကျောင်းအုပ်ကြီးက Rowan ပုံပြောင်းပြီးသူ့ကျောင်းနာမည်မပြတ်ရေးအတွက်တကယ်တည်ခဲ့တဲ့ Rowan ဘာမှမဖြစ်ခဲ့တယ်လို့ဇလန်းစင်နေတာဖြစ်ပါတယ်။တင်းကမျက်ခြေပြတ်သွားတာကြောင့် Wednesday အပြစ်တင်တာခံလိုက်ရပါတယ်။အဲ့လိုနဲ့အပင်တွေအကြောင်းတင်တဲ့အတန်းမှာနေရာလုံးမရှိတော့လို့ Wednesday ကဇေဗီယာဘေးမှာထိုင်လိုက်ရပါတယ်။ဇေဗီယာကသူ့ဆွဲထားတဲ့ပုံကိုတကယ်သက်ရှိလိုမျိုးအပြင်ကိုထုတ်နိုင်ပါတယ်။တကယ်လို့ထင်ရပေမဲ့အစ်စ်မဟုတ်တာကြောင့် Wednesday ကရိုက်လိုက်တာနဲ့ပျောက်ကွယ်သွားပါတယ်။ Wednesday ကအစိတ်ပင်တွေအကြောင်းကိုဘီယန်ကာထပ်ဖို့သိနေလို့ဘီယန်ကာကစိတ်တူနေပါတယ်။အတန်းပြီးသွားတော့ Wednesday ကအင်းနေစီမှာအကူအညီတစ်ခုသွားတောင်းပါတယ်။သူ့တောထဲကိုထပ်သွားကြည့်ရမှာမို့ပြားအသင်းထဲမှာသူ့ကိုယ်စားခဏနေပေးဖို့ဖြစ်ပါတယ်။အင်းနစ်ကလည်းသဘောတူလိုက်တော့တောထဲကိုသွားပါတယ်။ရဲမှုကလည်းတောထဲမှာရှာဖွေနေလို့တိုင်လာက Wednesday ရောက်နေတာကိုသူ့အဖေမသိအောင်ကူညီပေးလိုက်ပါတယ်။တိုင်လာကိုယ်တိုင်ကလည်းဆက်စုကျင်လို့သူ့အဖေနောက်ကိုလိုက်ချောင်းနေတာဖြစ်ပါတယ်။ Wednesday ကသူမယူဘူးဆိုတာကိုသက်သေပြဖို့ Rowan တကယ်သေးချောင်းအထောက်အထားလာရှာတာဖြစ်ပါတယ်။အဲ့ချိန်မဲ့ကွဲကျင်နေတဲ့ Rowan ရဲ့မျက်မှန်ကိုတွေးလိုက်ရပါတယ်။ Wednesday ကကောက်ကင်လိုက်တော့အတိတ်ကအမြင်အာရုံတွေရှာလာပါတယ်။ Rowan နဲ့ဇေဗီယာရန်ဖြစ်နေကြရင်ကနေ Rowan စိတ်တူပြီးအစွမ်းသုံးပြီးလို့ဂါကွိုင်းအယုတ်ကသူ့ဘော်ကိုမတော်တဆပြုတ်ကျခဲ့တာဖြစ်ပါတယ်။ Rowan ကစာအုပ်တုပ်ထဲကနေသူ့ပုံကိုဖျဲယူလာတာလဲတွေ့လို့စာကြည့်တိုက်ထဲကိုသွားပြီးခရမ်းရင်အောင်စာအုပ်ကိုလိုက်ရှာပေမဲ့မတွေ့ဖြစ်နေပါတယ်။အဲ့ချိန်မှာအစိတ်ပင်တွေအကြောင်းတင်တဲ့ဆရာမရောက်လာပြီးဘာကူညီပေးရမလဲလို့မေးပါတယ်။ Wednesday လည်းသူမြင်ခဲ့တာကိုချဆွဲထားတဲ့စာအုပ်တစ်စိပ်ကိုပြလိုက်ပါတယ်။အဲ့ဒီတစ်စိပ်ကရှေးဟောင်းကျောင်းသားအဖွဲ့တစ်ခုရဲ့သင်္ကေတဖြစ်ပြီးအဲ့ဒီအဖွဲ့မရှိတော့တာကြပြီမို့ဆရာမလည်းမသိတော့ပါဘူး။အဲ့ညမှာ Wednesday ကဇေဗီယာအခန်းထဲကိုခိုးဝင်ပြီး Rowan နဲ့ပတ်သက်တာတွေလိုက်ရှာပါတယ်။ဇေဗီယာဆွဲထားတဲ့ပုံတွေထဲမှာသူ့ပုံတစ်ပုံလဲပါနေလို့အားအသင်းနေတော့ဇေဗီယာပြန်ရောက်လာလို့ပုံနေလိုက်ပါတယ်။ရှေးစင်းနောက်စင်မဲ့သူ့ကြီးသားဟောင်းဘီယန်ကလည်းရှောက်လာပါတယ်
ဘီယန်ကာက Wednesday ကို Xavier မျက်နှာသာပေးနေတာကိုမကြေမနက်ဖြစ်နေပြီးမနက်ဖြန်လေးပြိုင်ပွဲမှာသူ့အခန်းပေါ်ဝင်ပလွေမကိုရှုံးအောင်လုပ်မယ်လို့ကြုံဝါနေပါတယ်။ပွဲကိုညစ်ပြီးကစားမဲ့အစီအစဉ်မှန်သမျှကို Wednesday ကအကုန်ကြားသွားပါတယ်။အဲ့ဒီလိုအနိုင်လိုခြင်းစိတ်များလွန်းတာကြောင့်ပဲ Xavier နဲ့ဘီယန်ကာတို့ပြတ်ခဲ့တာဖြစ်ပါတယ်။ဘီယန်ကာကတော့ခုထိသူ့အပေါ်ခံစားချက်တွေရှိနေပါတယ်။လူလက်တဲ့အချိန်ပြန်လာတော့အခန်းထဲမှာအီနစ်ကငိုနေပါတယ်။လှေလော်အဖွဲ့တွေကတယောက်ဆေးရုံရောက်သွားလို့မပြိုင်နိုင်တော့တာကြောင့်ဝမ်းနေနေတာဖြစ်ပါတယ်။ဘီယန်ကာလက်ချက်မှန်သိတဲ့ Wednesday ကဘီယန်ကာအဆက်ကွဲပြီးရှုံးစေခြင်းလို့အီနစ်ရဲ့ကြောင်တဲ့အဖွဲ့မှာလူဝင်ဖြေပေးလိုက်ပါတယ်။ပြီးခဲ့တဲ့နှစ်အတွင်းပြိုင်ပွဲတိုင်းမှာလှေတိုင်းကတနည်းနည်းနဲ့နှစ်ကုန်ကြလို့ဘီယန်ကာတို့အဖွဲ့ပဲအမြင်နိုင်ခဲ့ပါတယ်။ဆိုင်ရန်နေဖြစ်တဲ့ဘီယန်ကာတို့အတွက်ရှေးကအာသာချက်ဖြစ်ပါတယ်။ဒီနေ့တော့ Wednesday ကဘီယန်ကာတို့ရဲ့အာသာချက်ကိုဖျက်ဆီးဖို့စီစဉ်ထားပါတယ်။ပြိုင်ပွဲကိုအသင်းလေးသင်းပါဝင်ရှင်ပြိုင်ကြပါတယ်။ဘာစီးမြင့်မှမရှိပဲတစ်ဖက်ကန်းကအလံကိုယူပြီးပြန်လာတဲ့အသင်းကအနိုင်ဖြစ်ပါတယ်။ဆိုင်ရန်တကောင်ကတာထွက်မာတဲ့ကလှေတစ်စင်းကိုမှောက်ပစ်လိုက်လို့သုံးသင်းပဲကျန်ပါတယ်။ Wednesday တို့ရဲ့ကြောင်တဲ့အသင်းကိုတိုက်ခိုက်ဖို့လုပ်တော့ကြိုတင်ပြင်ဆင်လာတဲ့ Wednesday ကပိုက်ကွန်နဲ့ဆိုင်ရန်ကောင်ကိုဖမ်းလိုက်ပြီးတစ်ဖက်ကန်းကိုရှောက်လာပါတယ်။အားလုံးကပြိုင်ဘက်လှေတွေကိုလက်ဦးအောင်ဖျက်ဆီးကြပါတယ်။အီနစ်ကလည်းဂျိုကာအသင်းရဲ့လှေကိုသူ့လက်သေးတွေနဲ့ပေါအောင်ကုတ်ထားလိုက်ပါတယ်။ Wednesday ကအလံကိုကင်လိုက်တဲ့အချိန်မှာအမြင်တစ်ခုကိုထပ်ရလိုက်ပါတယ်။အဖြူရောင်ဝတ်ဆောင်ဝတ်ထားပြီးသူနဲ့အမွှားလေးလိုရုပ်ချင်းတူတဲ့ကောင်မလေးတယောက်ကနင်းကအဓိကတော့ချက်ပဲလို့ပြောသွားပါတယ်။ Wednesday ကဘာမှနားမလည်နိုင်ဖြစ်နေပေမဲ့အရင်ဆုံးပြိုင်ပွဲနိုင်အောင်အလံကိုယူပြေးပါတယ်။ဂျိုကာအဖွဲ့ကတော့အီနစ်လက်ချက်နဲ့လှေမြုပ်သွားပြီးထွက်လာရပါတယ်။နှစ်ဖွဲ့ပဲကြံတော့ချိန်ရေထဲကဆိုင်ရန်ကကြောင်နဲ့လှေကိုနှင်အောင်လုပ်နေပါတယ်။ဒါပေမဲ့တင်းကရေထဲဆင်းပြီးသူ့မျက်နှာကိုတစ်ချက်ထိုးလိုက်တာရေထဲမှာပဲမိသွားပါတယ်။အဲ့အချိန်မှာကြောင်တဲ့အဖွဲ့ကသူတို့လှေကနေလှန်တွေထုတ်လိုက်ပြီးဘီယန်ကာတို့လှေနာကိုတိုးသွားပါတယ်။ဘီယန်ကာတို့လှေလည်းဝမ်းပေါက်ပြီးကြံခဲ့ပါတယ်။နောက်ဆုံးမှာတော့ကြောင်တဲ့အဖွဲ့ကအနိုင်ရသွားပါတယ်။ဖလားကိုပိုင်ဆိုင်ခွင့်ရသွားလို့အင်းနစ်ကအရန်ကိုပြောနေပါတယ်။ကျောင်းကြီးက Wednesday ကိုသူ့အမေနဲ့တော်တော်တူတယ်လို့ပြောပါတယ်။ Wednesday ကတော့လက်မခံပဲသူတို့ကလုံးဝမတူတဲ့လူနှစ်ယောက်လို့ပြန်ညင်းပါတယ်။အဲနောက်မှာ Wednesday ကသူရှာဖွေထားတဲ့တဲလွန်စာတွေကိုပေါင်းပြီးလမ်းကြောင်းတစ်ခုဖော်နိုင်လိုက်ပါတယ်။အဲ့ဒီလမ်းကြောင်းအတိုင်းကျောင်းမှာရှိတဲ့ရုပ်ထုတစ်ခုစီကိုသွားပါတယ်။ရုပ်ထုကင်ထားတဲ့စာအုပ်ထဲကဝှက်စာကိုဖြည့်ရှင်းကြည့်လိုက်တော့လက်ဖြောက်နှစ်ချက်တီးဖို့အဖြစ်ထွက်လာလို့တီးလိုက်တဲ့အခါတကားကပွင့်သွားပါတယ်။သူရောက်လာတာအရင်ကလျှို့ဝှက်ကျောင်းသားအဖွဲ့ရဲ့နေရာဖြစ်ပါတယ်။အထဲမှာရိုဝမ်ဖြဲထားတဲ့စာရွက်တစ်ပိုင်းကိုတွေ့ပါတယ်။အဲ့ချိန်မဲ့တယောက်ယောက်က Wednesday ကောင်းကိုအဝေးနဲ့အုပ်ပြီးခေါ်သွားပါတယ်။ဒါကတော့ Wednesday Season 1အပိုင်း2ဖြစ်ပါတယ်။